63မှန်နဲ့16မှထားတယ်ဆိုရင်18ပွဲနိုင်9ပွဲတည်းရေ17ပွဲရှုပ်ပေါ့အဲ့ဒါကျွန်တော်အဲ့မယူအဲ့ဒါတော့ဟိုလီဗာပူးဖန်အဖြစ်ပြောတော့မဟုတ်တော့မယူအဲ့ဒါတခုတော့နည်းနည်းတိတ်မကြိုက်ဘူးပြမတရားရကြတယ်မယူကျွန်တော်14ထားမယ်ချစ်စီကို15ထားမယ်ဘာဖြစ်လဲဆိုတော့မိုက်ကယ်ကားရယ်ကြိုက်တဲ့မယူကဖောက်ကူစားကြိုက်တဲ့မယူပြင်မြရသလိုဖြစ်နေတယ်နော်ဟိုဘလို့မှာဝါကလန်ပရိယာလေးမရှိဘူးနော်နဲ့အောင်ကစားနိုင်တယ်စိတ်ဓာတ်တော်တော်ကောင်းတယ်တော်တော်ပြည့်ထန်တယ်မယူမနေ့ကမိုက်ကယ်ကားရယ်ကြိုက်တဲ့အချိန်မှာကျွန်တော်မြစ်တွေခရရတယ်ဗျာနော်မိုက်ကယ်ကြိုက်တဲ့19ပွဲကြိုက်တဲ့12ပွဲနိုင်3ပွဲတည်း2ပွဲရှုံး39မှန်ဆိုတော့ဒါအကောင်းဆုံးပဲမိုက်ကယ်ကြိုက်တဲ့မယူကြိုက်ခဲ့တာတော့အကောင်းဆုံးပဲတခြားပရီးမီးယားလိဂ်လိုက်တဲ့တော်တော်ကောင်းတယ်အခုဆိုရင်မိုက်ကယ်ကားရယ်တွားချင်တဲ့ပုံစံကိုစကွဲကနားလဲလာပြီဗျာသူတို့ရဲ့ပလေယာတွေကနားလဲလာပြီကွဲလဲကိုတက်လီမန်နဲ့ဆန်တူထပ်ပေါင်းတော့ကွဲလဲမတည်ငိမ့်မယ်နော်တရင်ထွေတော့ဖာနန်တယ်ကိုရောင်းမဲလို့ဘာလို့တရင်ထွေနေတော့မကောင်းဘူးဗျာအဲ့ဒါတခုတော့မကောင်းဘူးဒါပေမဲ့မယူတယ်ဘာတခုရေတော့ယူနိုင်လဲဆိုရင်စီဇန်တစ်ခုလုံးကိုသူတို့က pressure ခံနိုင်မလားပြီးရင်ဥရောပပွဲရှိမယ်အဲ့ဒီပွဲပန်းတန်းခံနိုင်မလားပြီးရင်သူတို့ရဲ့တိုက်စစ်ကတည်ငြိမ်မှုရှိမလားအဲ့ဒါတော့တစ်ချက်ကြည့်ရမယ်နော်ဒါပေမဲ့မိုက်ကယ်ကားတွေကတော့မနေကြတဲ့ဒီမျိုးသူတို့အတင်းကိုစေတာလေးကိုပြက်ပြင်းပေးနေပြီဖြစ်တဲ့ဒီနေရာမှာကျွန်တော်မယူကိုအစလေးချက်စီးကိုအစင်ကားထားမယ်ဗျာဒါစူပါကွန်ပျူတာရဲ့ခမက်ချီထဲမှာကျွန်တော်အမြင်ပြပြောင်းထည့်တာပေါ့နော်နောက်ထပ်ကြီး6ကြီးရဲ့တကြီးဖြစ်တဲ့စပါတင်စပါအဒီစားပြီးတော့သူဖူဘောလေးကြတော့ဘလုံးပိုက်ဆိုင်မှုနဲ့တိုက်စဲကိုကစားတာဗျအဲ့လိုကစားမယ်ဆိုရင်သူကတိုက်စဲကတော့900များမယ်ဒါတော့မှန်တယ်ပြီးတော့သူတို့ရဲ့ကွဲလက်တွေဖြစ်တဲ့တုံးနယ်လီနဲ့ဖာနန်တယ်ကိုစောက်ကြည့်ရမယ်သူမှနောက်ထပ်အာတာချီတူကလည်းဥရောပပွဲကစားဖို့မရှိရလဲစပါတွေအာတာချီတခုပဲအဲ့တော့စပါယူကိုအစစ်ရှည်ထီထားတဲ့ဆိုတော့ကျွန်တော်လည်းမခံနိုင်ဘူးသူအစစ်6အဲ့လောက်ထိတော့ကျွန်တော်ခံမှန်းတယ်သူအဆိုးဆုံးပြေတော့သူကအစစ်သွင်းတော့အစီဝင်မယ်ဗျာသူအကောက်ဆုံးတော့အစစ်6လို့ကကျွန်တော်တော့ခံမှန်းမိတယ်ဗျာဒါစူပါကွန်ပျူတာရဲ့ခံမှန်းခြေထဲမှာကျွန်တော်ရဲ့အမီလေးနည်းနည်းပြောင်းလဲကြည့်တာပေါ့ဗျာဒါတော့စူပါကွန်ပျူတာခံမှန်းခြေပဲရှိတယ်ကျွန်တော်ရဲ့ခံမှန်းခြေပဲရှိသေးတယ်ဗျာမှားချင်လဲမှားနိုင်တယ်မှန်ချင်လဲမှန်ကောင်းမှန်တယ်ဒါပေမဲ့တက်တေလာတဲ့တုတ်တင်းတို့ကိုတိုက်ပြဆင်းသွားတယ်ဆိုတော့ဖြည့်ချင်းမှလည်းဖြည့်မယ်မဖြည့်ချင်းလည်းဖြည့်သွားနိုင်တယ်မနေရဆိုရင် Nottingham Forest တို့ပြီးတော့ Everton တို့အလောက်အခြေအနေဆိုပြီးဟိုပြီးမြလီပြီးခါနီးမှကတ်တေးလေးလောကြီးကြံ့ခဲ့တာဗျာဒီတနေ့လဲဒီတို့ပွဲကစားမယ်ကာလာရှိထဲမှာပြောင်းလဲတစ်ခုဖြစ်ရင်လက်ရှိကစားနေတဲ့ပြီးမြလီအတင်းလေးထဲကတင်းလဲတက်ဆင်သွားနိုင်တယ်လို့လာပါကြိုက်တဲ့ Coventry မနေ့ကသူရုပ်ရှိတဲ့ Express တောင်းလို့ကလည်းတိုက်ကြံကောင်ကြံနေနိုင်တယ်ဗျာအဲ့ဒီထက်တခုခုတော့ဖြစ်သွားနိုင်တာပေါ့အားလုံးကျေးဇူးတင်ပါတယ်ဗျာဒါစူပါကွန်ပျူတာနဲ့ကျွန်တော်ရဲ့အမြင်လေးကိုနည်းနည်းတောင်းလဲဆွေးနွေးပြတာဖြစ်ပါတယ် Thank you ပါ brother တို့